我真的很爱他，我真的很爱他，我需要他，我需要他。你没事吧？你没事吧？我想自己待会儿，我想自己待会儿。你别再吸烟了，你别再吸烟了，这样对身体不好，这样对身体不好。少喝点酒，少喝点酒。学校还好吗？还行吧，还行吧。ဆိုင်လေးကတော့အမှတ်48လမ်း1လမ်း8လမ်းနဲ့9လမ်းကြားလမ်းမတော်မြို့နယ်ရန်ကုန်မြို့မှာဖွင့်လှစ်ထားပါတယ်။မှတ်တိုင်လေးကတော့မော်တင်အောက်ထိပ်မှတ်တိုင်ဖြစ်ပါတယ်။ Viber နံပါတ်399639513338တို့လည်းဆက်သွယ်ဝယ်ယူနိုင်ပါတယ်။